စစ်သားတယောက်သည်မတော်တဆဖြစ်ပြီးဝှက်ထားသောမြေမြုပ်မိုင်းတစ်ခုပေါ်သို့တက်နှင်းမိသွားသည်ရင်းကိုတိလိုက်ရသောအခါသူသည်မိမိအသက်တာမကရဲဘော်ရဲဘက်များ၏အသက်ကိုပါအန္တရာယ်တွင်ထဲသို့ရောက်အောင်ဆွဲသွင်းမိလိုက်ပြီးဖြစ်၍စိတ်လွတ်ကိုလွတ်ဖြစ်သွားခဲ့သည်ခေတ္တမြကြသောအဖွဲ့ကောင်းဆောင်ကပတိန်ရောက်ရှိလာပြီးမိုင်း၏အနက်ကိုတိနိုင်ရန်တစ်သားတို့တစ်ချောင်းဖြင့်မိုင်းပတ်လည်းရှိမြေကြီးများကိုစတင်ဖယ်ရှားပေးခဲ့သည်ထိုအခါမှသာထိုမြေမြုပ်မိုင်းမှာအလွန်ကြီးမားလာသဖြင့်ဖြုတ်ရန်ဖျက်ဆီးရန်မဖြစ်နိုင်ကြောင်းအားလုံးကသဘောပေါက်သွားကြသည်ထို့ကြောင့်ကပတိန်ကကြံစစ်သားအားလုံးကိုနောက်ဆုတ်ရန်အမိန့်ပေးလိုက်ပြီးရင်း၏နေရာတွင်မိမိကအစားဝင်နေနိုင်ရန်အတွက်ခြေထောက်ကို3အထိရေတွက်ပြီးနောက်ကြွလိုက်ရန်ထိုစစ်သားကိုပြောလိုက်သည်ကပတိန်၏ညွှန်ကြားချက်အတိုင်းစစ်သားကမိုင်းပေါ်မှခြေထောက်ကိုကြွလိုက်သည်နှင့်တပြိုင်နက်ကပတိန်ကရင်း၏ခြေထောက်ကိုမိုင်းပေါ်သို့ချက်ချင်းအစားဝင်နေလိုက်သည်ကပတိန်သည်သူ၏ရဲဘော်ရဲဘက်အသက်ကိုကယ်တင်နိုင်ခဲ့တော်လဲယခုအခါတွင်